လောက်ကျန်တက်ဖြတ်သူဟာရန်သူတပ်ဖွဲ့ဝင်တွေသူတို့တထေးကိုကယ်တင်ဖို့အချိန်ရအောင်ကြည်စံကိုတမင်လွဲပစ်လိုက်ပါတယ်ချက်ချင်းဆိုသလိုပဲသူဟာနောက်တစ်ချက်ထပ်မံပစ်ခတ်ပြီးတန်ကြိုးကိုဖျက်တောက်လိုက်တာပေါ့အဲ့ဒီနောက်မီတာ100အမြင့်အဆောက်အုံပေါ်ကနေဘီလီယံချီတဲ့ငွေစက်ကူတွေတင်ထားတဲ့စင်ကြီးပြုတ်ကျလာပြီးကားထဲကတထေးကိုပြီးတေသွားစေခဲ့ပါတယ်သူမဟာမိမိကိုယ်ကိုဖမ်းဆီးခံရအောင်တမင်လှုပ်ဆောင်ခဲ့တာဖြစ်ပြီးဒါဟာသူမရဲ့အစီအစဉ်တစ်ခုပဲဖြစ်ပါတယ်အကြောင်းကတော့တယောက်ကသူမရဲ့ခေါင်းကိုတန်းဆယ်ချီစုကြီးထုတ်ထားလို့အကျဉ်းထောင်ထဲမှာပုံနေမှသာဘေးကင်းနိုင်မှာမို့ပါဆရာဝန်ကတရားသူကြီးကိုသူမမှာပြင်းထန်တဲ့စိတ်ယောဂရှိနေကြောင်းပြောခဲ့ပေမဲ့အမှန်တော့အဲ့ဒီဆရာဝန်ဟာသူမကိုတတ်ဖို့လာတဲ့လူသက်သမားဖြစ်နေပါတယ်သူမကဥအောင်လက်ဦးမှုယူပြီးဆရာဝန်ရဲ့လက်ပတ်ကိုတစ်ချက်ထဲနဲ့ပြီးဖြတ်လိုက်တာပေါ့အဲ့ဒီအချိန်မှာပဲအခြားလူသက်သမားအမြောက်အများကသူမကိုဝိုင်းအောင်လာကြပေမဲ့သူမကအားလုံးကိုအလွယ်တကူပဲနှိမ်နှင်းလိုက်နိုင်ပါတယ်ဒါပေမဲ့သူမအပေါ်ကိုမောကြည့်လိုက်တဲ့အခါမီတာ100กว่าမှာပုံနေတဲ့စနိုက်ပါသမားတစ်ယောက်ကိုတွေးလိုက်ရလို့ထိတ်လန့်သွားပါတယ်နည်းနည်းလေးသတိလွတ်သွားတာနဲ့ခေါင်းကိုအပြစ်ခံရမှာဖြစ်ပြီးအနှဲငယ်လှုပ်ရှားလိုက်တာနဲ့စနိုက်ပါသမားကသူမကိုအသေးသက်မှာဖြစ်ပါတယ်သူမဟာစနိုက်ပါသမားရဲ့အမြင်အာရုံကိုနှောက်ယှက်ဖို့ဖန်ခွဲဆက်တစ်ခုကိုတုံးပြီးအလင်းပြန်အောင်လှုပ်လိုက်တာပေါ့ဒါပေမဲ့အဲ့ဒီအချိန်မှာပဲဆရာဝန်ဖြစ်သူကတွေးထွက်လုံနေတဲ့လူကိုမကယ်ပဲမနေနိုင်တာမို့တွားရောက်ကူညီခဲ့ပါတယ်ကံကောင်းထောက်မှစွာပဲစနိုက်ပါကြီးစံဟာဆရာဝန်ရဲ့တနက်ကိုအမှတ်မထင်ထိမှန်သွားလို့ဆရာဝန်အသက်ဘေးကလွတ်သွားခဲ့တာပါချက်ချင်းဆိုသလိုပဲသူမဟာမှန်မီလူတစ်ခုကိုရှာတွေ့သွားပြီးစနိုက်ပါသမားကြီးစံပြန်ဖြစ်တဲ့အချိန်ပိုင်းလေးကိုအသုံးချလိုက်ပါတယ်သူမကဆရာဝန်ကိုတည်င်းပေါက်အရှိကိုကန်ထုတ်လိုက်ပြီးခုန်တန်းလျာပေါ်ကနေရှော့တိုက်က918ကရိုင်ဖယ်ကိုလျက်စီးလို့အမြန်နှုံးနဲ့အစင်သင့်ပြင်လိုက်တာပေါ့အဲ့ဒီမှန်ဘီလူကတဆင့်စနိုက်ပါသမားရဲ့တီနီယာကိုတေးသေးချာချာတော့ခတ်ချိန်ရွယ်လိုက်ပါတယ်ကြည်စံဟာအိတ်ခရတိုင်းစကုတ်8 time scout ကိုကြော်လွန်ပြီးရန်သူကောင်းတဲ့ကိုကွက်တိတိုးဝင်သွားခဲ့ပါပြီအဆုံးသတ်မှာတော့သူတို့နှစ်ယောက်လုံးဒီနီလန်းနဲ့ပဲအသက်ဘေးကနေအောင်မြင်စွာလွတ်မြောက်သွားခဲ့ကြပါတယ်